လောကမှာအလုပ်တွေလို့ရင်အမှားတွေအများကြီးတွေ့လိမ့်မယ်မှားမှကြောက်ရင်ဘယ်တော့မှအမှန်တရားမတွေ့ဘူးမှားမှမကြောက်နဲ့အမှားသေးသေးလေးတွေကိုများများအတွေ့အကြုံရှိမှအမှားကြီးလွတ်တာကွာတခါမှမမှားဘူးတဲ့သူကဖြုံးတိုင်းဆိုအမှားကြီးနဲ့ကြုံတဲ့ခါကျတော့အဖက်ဆယ်မရအောင်မှားသွားတတ်တယ်ဒီမှာနိုင်ဒီမှန်းနေတယ်နော်မှန်းနေတယ်ဆိုတော့ဒီလိုလဲနေတာတကယ်မှန်တဲ့နာကြီးရက်နေတဲ့နာကြီးပဲဒီနေ့ဘယ်နှချိန်မှန်တော့ရက်နေတဲ့နာကြီးဒီနေ့2ချိန်မှန်တယ်နော်အဲ့လိုပဲလူကအလုံးမလို့ရင်အမှားမတွေ့ဘူးတဲ့တို့တော့အမှန်တရားလည်းမတွေ့ဘူးလူတွေကမမားကျင်တာပဲရှိတာအမှန်တရားမလို့ကျင်ကြဘူးဘုံအမှန်တရားလို့ကျင်တာမှားမလေးစီဇီဝရေးလုပ်ငန်းတွေရှုံးခဲ့တယ်လူရေးပြဿနာတွေအများကြီးခက်ခဲတွေတွေ့ခဲ့တယ်အလေးညာတွေခံရတယ်အကောက်ကျစ်တွေခံရတယ်ယုံကြည်မှုဖောက်ပြခံရတယ်အများကြီးတွေရှိတယ်အဲအကြောင်းဘုံအဲ့ဒီဒဏ်တွေကိုခံပြီးတော့အများကြီးတိဆောက်ထားတာအခု42ဆိုတာဟုတ်ပြီနော်42ချင်းတူတယ်တို့တော့ experience ချင်းမတူဘူးဟုတ်ပြီလား